ဒီလိုမျိုးတောပန်းလေးတွေနဲ့ဒီလိုမျိုးရှောင်းလန်းရှိတဲ့နေရာကဘယ်နေရာလို့ထင်လဲဟုတ်ပါတယ်ဘန်ကောက်မြို့မှာရှိတဲ့အဇိုပန်ချံပဲဖြစ်ပါတယ်โอเคအားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော်ပိတ်ရဲမှာပန်းချံတစ်ခုကိုတွားလည်မှာပဲဖြစ်ပါတယ် PDA စိမ်းအောင်လိုင်းနဲ့တွားမှာပဲဖြစ်ပါတယ်အဲ့ဒီပန်းချံကတော့အဇိုပန်းချံပဲဖြစ်ပါတယ်ဒါကတော့လက်မှတ်ကောင်တာပဲဖြစ်ပါတယ်နေဝင်စည်းစာကိုတွားကြည့်မယ်ဆိုမှမိုးကအုပ်နေပါတယ်โอเคရထားထဲလာပြီဆိုတော့ရထားထဲဝင်လိုက်ပါမယ်ရထားထဲမှာလူကလည်းပြီးပါပဲရထားကိန်းမှာဒီလိုမျိုးရေငွေ့တွေလွတ်ထုတ်တာဘာဖြစ်လို့လဲဆိုတာတိတဲ့သူများရှင်ဖြေခဲ့အောင်နော်မိုးကရွာနေတော့အမြင်မြန်လေးပဲရှောင်းလိုက်ရပါတယ်ဝါအခုဆိုရင်ကျွန်တော်တို့ရောက်ရွယ်ဖြစ်ပါတယ်မိုးရွာနေလို့ပန်းချံထဲမှာလူမရှိဘူးလို့မထင်လိုက်နဲ့နော်လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေအများကြီးပဲရှိတယ်နော်ကျွန်တော်တို့ရောက်တော့တဲ့ချိန်ကမိုးရွာနေတယ်ဆိုတော့တမျိုးလဲကောင်းပါတယ်ငြိမ်မပူတော့ဘူးပေါ့ရေကမ်းရဲ့နဘေးမှာဒီလိုမျိုးတောပန်းလေးတွေရှိပါတယ်မိုးကရွာထားရဲဆိုတော့ပန်းလေးတွေကတော်တော်လေးဟိုမှာလာပါတယ်ဒီလိုမျိုးပန်းလေးတွေကိုတက်ပုတ်ရဲရတာဝါသနာပါတဲ့သူတွေတွဲဆိုရင်တော်တော်လေးကိုအဆင်ပြေပါတယ်ဒီနေရာဆိုရင်အပြင်မှာတော်တော်လေးမှလာတဲ့နေရာလေးပါ music video တွေအလားတက်ပုံတွေရိုက်နေတဲ့သူတွေဒီနေရာမှာတွားရိုက်ပါလို့ recommend ပေးချင်ပါတယ်ဒီပန်းချံရဲ့ထူးခြားချက်ကမျိုးလေကောင်တိမ်မြုံမှုတွေကြားထဲမှာတိမ်လန်းနေတဲ့တဘာဝတောအုပ်တစ်ခုလိုဖန်တီးထားတာပါပဲဒီကားကတော့ခုကျွန်တော်ရှောင်းနေတဲ့စကိုင်းဝေါ်မိုးပြန်တတာကြီးပဲဖြစ်ပါတယ်ဘေးမှာတစ်ပင်တွေရှိပြီးနောက်ခံမှာဘန်ကောက်ကတိုက်ကြီးတွေကိုမြင်ရတာတကယ်ကိုမိတ်ဆာရှုခင်းပါပဲဝင်ကြီးကလည်းခါမဲမိုးလို့ဘန်ကောက်ရောက်ရင်စိတ်ပန်းဖြည့်ဖို့ပဲဖြစ်ဖြစ်အလားတပုံနဲ့ကွန်တက်ဗီဒီယိုလမ်းစားလေးတွေရိုက်ဖို့ပဲဖြစ်ဖြစ်မဖြစ်မနေလာခဲ့ဖို့ညွှန်းပေးတာပဲဖြစ်ပါတယ်နော်တောပန်းကလေးတွေနဲ့လာချင်တိုင်းလာနေတော့အိမ်ကိုပြန်ဖို့တောင်မေ့နေပါတယ်ဒီနေ့ဘလော့လေးကတော့ဒီလောက်ပါပဲနော်